ကျွန်တော်ထောင်ကထွက်လာတော့ကတကားဝမှာဇိမ်ခံကအစီ1000ကျော်လောက်တန်းစီစောင့်နေကြတယ်ကျွန်တော်တပည့်ရာနဲ့ချီတဲ့သူတွေကလည်းဒူးထောက်ပြီးကျွန်တော်ကိုအိမ်ပြန်ကြိုဖို့စောင့်နေခဲ့ကြတာအဲ့ဒီနေ့မှာပဲလူတွေကအရှိဆုံးမှာရထားတဲ့ Mercedes-Benz Class တကားကိုဖွင့်ပေးပြီးကျွန်တော်ကိုဂိုင်းစီပြန်လာပြီးပြန်အုပ်ချုပ်ပေးဖို့အနိုးညွတ်တောင်းပန်ခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်ကတော့လှည့်ထွက်ပြီးထွက်ခွာသွားခဲ့တဲ့နဂါးမြစ်ကိုဖျက်ကျော်ဖို့ဆိုတာငါအလုံးမဟုတ်တော့ဘူးလို့ပဲတခွန်းနဲ့ပြောခဲ့တယ်လွန်ခဲ့တဲ့15နှစ်တုန်းကအဲ့ဒီမြစ်ဘေးကတိုက်ပွဲကိုကျွန်တော်တယောက်တည်းဆင်နွှဲခဲ့တာလူပေါင်းထောင်ချီသွေးမြေကြပြီးမြစ်တဝက်လောက်သွေးနီအောင်လွှမ်းခဲ့ရတဲ့တလောကလုံးကကျွန်တော်ကိုနဂါးမြစ်ကိုဖျက်ကျော်ခဲ့သူလို့ခေါ်ကြပြီးကျွန်တော်အကြောင်းကိုပဲစုံစမ်းခဲ့ကြတယ်ကျွန်တော်ရီစားကိုဝင်ရှိတုန်းကထောင်ထဲကိုလာတွေ့ခဲ့လို့ကျွန်တော်အဖေဖြစ်တော့မယ်ဆိုတာအဲ့ဒီအချိန်ကြာမှသိခဲ့ရတာရာဇဝတ်မှုမှတ်တမ်းရှိနေတာကြောင့်ဘယ်ကုမ္ပဏီကမှကျွန်တော်ကိုအလုံးမခန့်ချင်ကြဘူး15နှစ်လုံးမတွေ့ခဲ့ရတဲ့ကျွန်တော်သမီးလေးကိုလည်းတွေ့ကျင်စောတွေတိတ်ပြင်းပြနေခဲ့တာပေါ့ကျောင်းကစားတောက်ဆိုင်ပိုင်ရှင်ကတိတ်ဆိုးတယ်လို့ကျွန်တော်ဇနီးကညှဉ်းညူပူတယ်သူကကလေးတွေကိုပုတ်တိုးနေတဲ့အသားတွေခဏကျွေးတက်ပြီးတိုင်ကြချက်အများပြားကိုလည်းလစ်လျူရှုထားခဲ့ကြတာဒါကြောင့်ထမင်းမှုတွေကဈေးလဲချိုအရသာလည်းရှိတာမို့ကျောင်းတကားဝါမှာထမင်းမှုရောင်းတဲ့ဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်တဲ့ကျောင်းသားတစ်တိုက်ကကျွန်တော်စီကထမင်းမှုတွေဝယ်စားကြတယ်ဒါပေမဲ့ကျွန်တော်သမီးNN ကကျွန်တော်ထင်ထားတဲ့လိမ္မာရေးချရှိတဲ့ကလေးတစ်ယောက်ဖြစ်မနေခဲ့ဘူးဒီလောက်ငယ်ရွယ်နဲ့တင်သူကလူဆိုးမလေးတချို့နဲ့စပြီးပေါင်းတင်နေပြီးသူတို့ကျွန်တော်ကိုမြင်ချင်းပဲတဟာအော်ရကြတော့တာပဲလားထောင်ကြဘူးလဲနင့်အဖေမဟုတ်ဘူးလားနင့်အဖေကအရင်တုန်းကပစ္စည်းအဟောင်းစုပ်တွေကိုလျှက်စစ်ဝါယာကျိုးတွေဖြတ်ပြီးလူတိုင်းကိုလှည့်စားခဲ့တာ15နှစ်တောင်ရှိပြီလို့တိုးကြတယ်နင့်ဒါမျိုးအဖေရတာတကယ်ကန်ဆိုးတာပဲအာနန်တကယ်ကိုအရှက်ရသွားတယ်သူကျွန်တော်စီလျှောက်လာပြီးသူမကလူတွေအများကြီးရှိမှတင်သမီးကိုအရှက်ခွဲလိုက်တာပဲလို့အော်ပြောတယ်ကျွန်တော်ပြန်မပြောမိပါဘူးထမင်းမှုလေးကိုပဲလှမ်းပေးလိုက်ရင်သမီးအမေကပြောတယ်သမီးเจ้าကဆိုင်ကအစားတောက်တွေကိုညှင်းနေလို့တဲ့ဓာတ်တွေအကုန်လုံးကသမီးကြိုက်ဆုံးဟင်းတွေကြီးပဲအခုချက်ချင်းထွက်သွားတော့အာနန်ကဒေါသတာကြီးနဲ့ထမင်းဘူးကိုကျွန်တော်စီဖြစ်ပေါက်လိုက်တယ်သူမတကူလုံးဒေါသတွေနဲ့တုံရင်နေခဲ့တာသမီးကိုထပ်ပြီးအရှက်မခွဲပါနဲ့တော့အဖေကဒီလိုအောက်တန်းကြတဲ့ရာဇဝတ်မှုမျိုးနဲ့ထောင်ချခဲ့တာနှိမ့်ဆက်ညှဉ်းပန်းမှုတွေအမြဲခံခဲ့ရတဲ့မိဘမဲ့ကလေးတယောက်လိုသမီးကိုပစ်ထားခဲ့ပြီးတော့ဟိုမိန်းကလေးတွေကတယောက်ကလှောင်ရည်ပြီးပြောတယ်ဦးလေးကအယူခံဝင်မှုမစင်စားခဲ့ဘူးလားသမီးမောင်လေးကလူတယောက်ရဲ့ခြေထောက်ကိုရိုက်ချိုးခဲ့တာတောင်တရားသူကြီးကသူ့ကို3နှစ်ပဲချတာဒါပေမဲ့တာမန်လူတယောက်ကြတော့15နှစ်တောင်ကြာတယ်တကယ်ရဲရတယ်နော်သူမကနောက်တစ်ချိန်အကျယ်ကြီးလှောင်ရပြန်တယ်ကျွန်တော်ရဲ့တကယ်ရာဇဝတ်မှုအစ်စ်မှန်ကိုတော့ကျွန်တော်ဇနီးကကလေးတွေကိုဘယ်တော့မှမပြောပြခဲ့ဘူးသူမကကျွန်တော်သမီးဆိုတာကိုလည်းဘသူ့ကိုမှထုတ်မပြောရဲဘူးမဟုတ်ရင်ရန်သူတွေအများကြီးထွက်လာလိမ့်မယ်မျက်နှာပေါ်ကပြေးပွားသွားတဲ့အစားတောက်စအနာတွေကိုကျွန်တော်တုတ်လိုက်တယ်ထောင်ကြတယ်ဆိုတာဂုံယူစရာမဟုတ်ပါဘူးသမီးတို့အားလုံးစာကိုပဲစူးစမ်းပြီးတင်ယူကြပါကျွန်တော်နောက်ထပ်ထမင်းမှုတစ်ခုထပ်ထုတ်ပြီးအာနန်ကိုကမ်းပေးလိုက်တဲ့သူမကသွားချိတ်ပြီးအဖေလိုသူ့ရဲဘောကြောင့်နဲ့အဖေမျိုးရှိရတာအရှက်ရဆုံးပဲလို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာပဲကျောင်းစားတောက်ဆိုင်ပိုင်ရှင်ကလူမိုက်နေငယ်နဲ့အတူချင်းချောက်တဲ့လေတံနဲ့ရောက်လာခဲ့တယ်သူကထမင်းမှုတစ်ခုကိုဆွဲလူပြီးမြေကြီးပေါ်စောင့်ချပစ်လိုက်တယ်ငါဆိုင်ကစီးပွားရေးကိုလာလူမလို့ပေါ့ဟုတ်လားငါမင်းကိုတတိမပေးထားဘူးလားနောက်တစ်ခါဒီမှာထမင်းဘူးလာရောက်ရဲ့ရင်မင်းကိုတက်ပစ်မယ်ကျွန်တော်ငုံပြီးထမင်းဘူးကိုကောက်လိုက်တယ်တောင်းပန်ပါတယ်ကျွန်တော်အခုပဲတိမ်ပြီးသွားပါမယ်ကျောင်းဆိုင်ပိုင်ရှင်ကကျွန်တော်ကိုကန်လိုက်တယ်ငါမင်းကိုနှစ်ခါတောင်ပြောပြီးပြီမဟုတ်လားသူကလက်တီးကိုကြစ်ပါအောင်ဆုပ်ပြီးကျွန်တော်ကိုစိုက်ကြည့်နေတယ်သူကကျွန်တော်ကိုပြန်ချစေချင်နေမှန်းကျွန်တော်သိတာပေါ့ဒါပေမဲ့ကျွန်တော်နောက်ထပ်မတိုက်ခိုက်ချင်တော့ဘူးကျွန်တော်ကျောင်းဆိုင်ပိုင်ရှင်ကိုအေးအေးဆေးဆေးပဲပြောလိုက်တယ်ရှီဗန်တို့အားလုံးကထမင်းဘူးတပူးကို15ရွယ်နဲ့ရောင်းတာပဲမင်းစေးထက်လည်းမနှဲပါဘူးဒါကမင်းရဲ့စီးပွားရေးကိုလူတယ်လို့ဘလို့ပြောလို့ရမှာလဲကလေးတွေကကောင်းကောင်းမွန်မွန်စားကျင်ရုံတဲ့ဥစ္စာမင်းကငါဆိုင်ကအစားတောက်တွေညံ့တယ်လို့ပြောချင်တာလားအဲ့ဒီလူအုပ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့လူမိုက်ကကျောင်းဆိုင်ပိုင်ရှင်ပြောတာကိုကြားတော့ကျွန်တော်ရဲ့တွန်းလဲဆိုင်ကိုဆွဲလန့်ပြီးမြေကြီးပေါ်မှောက်ချပစ်လိုက်တော့တယ်သူကျွန်တော်ကိုဆွဲချလိုက်တဲ့ဟင်းတွေပြည့်ထည့်ထားတဲ့လင်ပန်းကြီးအပြားလိုက်မြေကြီးပေါ်မှောက်ကျသွားပြီးဟင်းတွေအကုန်လုံးကျွန်တော်ပေါ်ပေးပွားကုန်တဲ့ရှီဗန်ကငုံပြီးကျွန်တော်ဆံပင်ကိုဆွဲလိုက်တယ်မိဘအုပ်ထိန်းသူအယောက်စိတ်လောက်ကစောင့်ကြည့်ပြီးမကြေမနက်ညှဉ်းညူနေကြပေမဲ့ဘာမှတော့မတက်နိုင်ကြဘူးအခုမင်းကငါ့ကိုပြန်ချချင်တာလားငါမှလူမိုက်လောကတွေကတိတဲ့လူဘလောက်တောင်များလဲဆိုတာမင်းသိလားဦးလေးဝမ်ကျွန်တော်ဆိုင်ကိုမကြိုက်ရင်ကျွန်တော်ဒီနားမလာတော့ပါဘူးရပါတယ်ကျွန်တော်စကားကြောင့်အာနန်တကယ်ကိုဒေါသထွက်သွားတယ်ရှင်ဟာလူကြောက်တကယ်သူရဲဘောကြောင့်ပဲသူမအော်ပြောလိုက်တဲ့အချိန်မှာပဲစပင်နီနဲ့ကောင်မလေးကသူမရဲ့ပါဇက်ကိုအမြန်လန်းပိတ်လိုက်တဲ့စားတောက်ဆိုင်ပိုင်ရှင်ဝန်ကအာနန်ကိုစိုက်ကြည့်ရင်မင်းကဒီအတိုင်းလွယ်နဲ့ထွက်သွားလို့မရဘူးပထမဆုံးရော်ကြီးကိစ္စပြောရမယ်မင်းတရက်ကိုထမင်းဘူး300ရောင်းရတယ်လို့ငါကြားတယ်အဲ့ဒါကငါစီကဖောက်တဲ့300ကိုနေတိုင်းဆုံးရှုံးအောင်လုပ်နေတာပဲငါဆိုင်ကတစ်နက်ကို15ရွမ်ဆိုတော့တရက်ကို45ရွမ်မင်းဒီမှာရောင်းတာ10ရက်ရှိပြီမဟုတ်လားအားလုံးပေါင်း4500ရွမ်ကျတင်တယ်အခုချက်ချင်းပေးဦးလေးဝမ်ဒါကတတ်အနိုင်ကျင့်တာမဟုတ်ဘူးလားလို့ပြောလိုက်တယ်စားတောက်ဆိုင်ပိုင်ရှင်ကလူမိုက်ကြီးဘက်ကိုလှည့်ပြီးမထီမဲ့မြင်အပြုံးနဲ့ပြောတယ်သူကငါ့ကိုအများကြီးဆုံးရှုံးအောင်လုပ်ထားတာအခုကျတော့ရော်ကြီးတောင်မပေးချင်ဘူးမင်းပါလုပ်စေချင်လဲအဲ့ဒီလူမိုက်ကြီးကထိုင်ချလိုက်ပြီးမြေကြီးပေါ်ကျနေတဲ့ဝက်သားတချို့နဲ့ငရုတ်သီးစိမ့်တွေကိုကောက်ကြည့်တယ်ငရုတ်သီးထက်ဝက်သားကပိုများနေတာကိုဒီအရေးသွေးနဲ့ဈေးရောက်ရင်ကောင်းကင်ကတန်ခတ်မှာမကြောက်ဘူးလားလို့သူကပြောပြီးကျွန်တော်ကိုစပြီးရိုက်ကြတော့တာပဲဘေးကចောင်းသားတွေကကျွန်တော်ရိုက်ခံနေရတာကိုကြည့်ပြီးဒေါသထွက်နေကြတယ်သူတို့ကိုယ်တိုင်ကြတော့ညံပြင်းတဲ့အစားတောက်တွေရောင်းပြီးတခြားသူကိုကြတော့ရိုးရိုးသားသားမရောင်းခိုင်းဘူးလေဒါပေမဲ့ဒီဆိုင်ရှင်ကတော့တကယ်ကိုသူ့ရဲဘောကြောင့်လို့နဲ့တခြားလူသားဆိုရင်ပြန်ချမိမှာကြားလာပြီးကျွန်တော်ထားဖို့ကြိုးစားရင်မျက်နှာပေါ်ကငရုတ်သီးအရည်တွေကိုတုပ်ပြီးမျက်လုံးဖွင့်လိုက်တဲ့အရင်ဆုံးမြင်လိုက်ရတာကတော့အာနန်ရဲ့စိတ်ပြအားရော့နေတဲ့မျက်နှာပဲသူများကလာရိုက်နေတာတောင်အဖေကပြန်မချဒါဘာဖြစ်တာလဲနေနဲ့ဘာဆိုင်လဲကောင်မလေးနောက်တစ်ခွန်းထပ်ပြောရင်နင့်ကိုចောင်းကထုတ်ပြအောင်လုပ်မယ်ဆိုတာယုံလိုက်စမ်းဝန်ကချင်းချောက်လိုက်တယ်မလုပ်ပါနဲ့ဦးလေးဝမ်ရဲ့ကျွန်တော်ဆိုင်ရှင်ရဲ့လက်ကိုအမြန်လန်းဆွဲလိုက်တယ်ဦးလေးဝမ်ကျွန်တော်အခုပဲထွက်သွားပါမယ်ရော်ကြီးပေးရမယ်ဆိုရင်လည်းကျွန်တော်အပြည့်အဝတော့မပေးနိုင်ဘူးဦးလေးရဲ့အမျက်ဘယ်လောက်ရှိလဲပဲပြောပါကျွန်တော်အဲ့ဒီအမျက်ကိုပဲကာမိအောင်ရော်ပေးပါမယ်
ဆိုင်ရှင်ရဲ့မျက်နှာကရုတ်တရက်အေးဆက်သွားပြီးကျွန်တော်နာနာကိုကက်ကပြောလာတယ်မင်းကငါ့ကိုလူအထင်လို့လားငါရဲ့အမျက်ကိုမင်းကိုပြောပြလိုက်မယ်လို့တကယ်ထင်နေတာလားဒီလိုဆိုငါကဘလို့လုပ်ပြီးစီးပွားရေးဆက်လုပ်မလဲအဲ့ဒီလိုပြောပြီးတာတောင်သူကအားမရသေးဘူးစားတောက်ဆိုင်ပိုင်ရှင်ကလက်ကိုမြောက်ပြီးကျွန်တော်မျက်နှာကိုအားပြင်းပြင်းနဲ့နှစ်ချက်ဆင်ပြီးဖျက်ရိုက်လိုက်တယ်ကျွန်တော်ထပ်ပြီးအရိုက်ခံရတာကိုမြင်တော့သမီးဖြစ်သူကအော်ပြောတော့တာပဲအဖေဒီလိုပုံစံနဲ့ဘလောက်အထိအဆက်ခွဲနေအောင်မှလဲစားတောက်ဆိုင်ပိုင်ရှင်ကအာနန်ကိုစိတ်မရှိတော့ဘူးဒေါသတကြီးနဲ့သူမဘက်ကိုလက်ညှိုးထိုးပြီးဘေးနားကလူမိုက်ကြီးကိုအမိတ်ပေးလိုက်တယ်သွားအဲ့ဒီရိုင်းဆိုင်နဲ့ကောင်မလေးကိုဒီကိုဆွဲခေါ်ခဲ့ဆန်းလူမိုက်ကြီးကလှည့်ပြီးအာနန်ရှိရာဘက်ကိုရှောက်သွားတော့တယ်စပင်နီနဲ့ကောင်မလေးကကြောက်လန့်တကြားနဲ့နောက်ကိုဆုတ်သွားပြီးသူမကအာနန်နဲ့ဘာမှမပတ်သက်ဘူးလို့အမြန်ညင်းနေတယ်ကျွန်တော်ပြပြတလဲဖြစ်သွားပြီးအာနန်ကိုကာကွယ်ဖို့ကြိုးစားပေမဲ့စားတောက်ဆိုင်ပိုင်ရှင်ကကျွန်တော်အင်ဂျီကိုဆွဲချုပ်လိုက်တယ်ကျွန်တော်ကရှက်အင်ဂျီတစ်ထည်ပဲဝတ်ထားတာဆိုတော့သူဆွဲလိုက်တဲ့အချိန်မှာအင်ဂျီကဆုတ်ပြေးသွားပြီးကျွန်တော်ရဲ့တတူဆေးမင်ချောင်းကလူတိုင်းရှိမှဗလာချင်းပေါ်သွားခဲ့ရတယ်လူမိုက်ကြီးရဲ့မျက်လုံးတွေပြူးကျဲသွားတယ်ဒါငကားမြစ်ကိုဖျက်ကျော်တဲ့ငကားတတူမဟုတ်ဘူးလားစားတောက်ဆိုင်ပိုင်ရှင်ခဏတော့တုတ်ဆိုင်သွားတယ်ဒါပေမဲ့သူကယုံကြည်မှုအပြည့်နဲ့လက်ကိုလှမ်းပြီးကြလွန်တော့လက်မောင်းကတတူးကိုအတင်းပုတ်ကြည့်တယ်ဒါကကတ်တဲ့တတူးအတူမလားသူကအားပြင်းပြင်းနဲ့ပုတ်ပေမဲ့လည်းတတူးကလုံးဝကွာမကြလာဘူးမင်းကလမ်းဘေးမှာအစားတောက်လိုက်ရောက်နေတဲ့တာမန်လမ်းဘေးဈေးတဲ့တယောက်တင်ဥစ္စာမင်းကများငကားမြစ်ကိုဖျက်ကျော်ခဲ့တဲ့ငကားလိုကိုခေါ်ရဲသေးတယ်ပေါ့လူမိုက်ကြီးကဆိုင်ရှင်ကိုစိုးရိမ်တကြီးနဲ့လှမ်းမေးတယ်သူကတကယ်ပဲငကားမြစ်ကိုဖျက်ကျော်ခဲ့တဲ့သူလားသူလောလောလတ်လတ်တင်ထောင်ကထွက်လာတာလို့ကျွန်တော်ကြားဘူးတယ်စားတောက်ဆိုင်ပိုင်ရှင်ကမျက်လုံးအထက်လှန်လိုက်ပြီးယွန်းတာဂရုရဲ့ဥက္ကဋ္ဌရာသူကအမြဲတမ်းလက်လက်နေတာမင်းတကယ်ထင်လို့လားသူကဒီမှာလာပြီးလမ်းဘေးဈေးတယ်လို့ဖို့အတွက်အဲ့ဒီလိုဥက္ကဋ္ဌရာထူးကိုဆွလွတ်လိုက်မယ်လို့လာပြီးတော့သူ့မျက်လုံးတွေကကျွန်တော်စီရောက်လာတယ်မင်းကတော့တကယ်တတိရှိတာပဲအရင်တုန်းကကိုကြက်လုံးကလူပေါင်းထောင်ချီကိုတယောက်တည်းနဲ့နှိမ်နှင်းခဲ့တာအခုမင်းကြတော့အတုံးမကြတဲ့လေလွတ်လူတယောက်လိုပဲသူကဖုန်းကိုထုတ်ပြီးကျွန်တော်ကိုတပ်ပုံရိုက်လိုက်တယ်မင်းတော့သွားပြီးမင်းရဲ့တပ်ပုံကိုဂယူတဲကငါတငယ်ချင်းတွေစီပို့လိုက်မယ်သူတို့အခုလမ်းမှာလာနေကြပြီးမင်းကတော့တကယ်ကိုသွားပြီးဒါမှတ်အာနန်ကအဲ့ဒီတတူကြီးကလူအမြင်မှာတိတ်ထင်ရှားလုံးနေတယ်လူအများရိပ်မိသွားမှဆိုတယ်လို့ခံစားရတာကြောင့်သူမတငယ်ချင်းစီကအင်ဂျီတစ်ထည်ကိုယူပြီးကျွန်တော်ကိုဝတ်ဖို့လှမ်းပေးခဲ့တယ်အဲ့ဒီအချိန်မှာပဲသူမကဖြူရော်နေတဲ့မျက်နှာနဲ့ကျွန်တော်ကိုစိုက်ကြည့်ရင်းမေးတယ်အဲ့ဒါဘာတတူလဲကျွန်တော်အတင်းပြုံးပြလိုက်ပြီးအရင်အိမ်ပြန်နေတော့လို့ပြောလိုက်တယ်ရုတ်တရက်အာနန်ကအော်ပြောလာတယ်အဖေကပစ္စည်းစုပ်တွေခိုးတဲ့သူပဲဟာကိုအဲ့ဒါဘာတတူလဲယူဝနာဂရုရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ငကားနေနှဆိုးတက်ပြီးရင်ပုံစံမျိုးလုပ်ခဲ့တဲ့လူတွေဘလောက်တောင်များနေပြီလဲဆိုတာအဖေတီလာပြီးတော့ကျွန်တော်အာနန်ကိုငိမ့်ငိုင်ပြီးစိုက်ကြည့်နေမိတယ်သူမတကယ်ပဲကျွန်တော်ကိုစိတ်ပူနေတာလားကျွန်တော်ကိုအတုံးမကျတဲ့အဖေတယောက်လိုတတ်မှတ်ပြီးအထင်သေးနေခဲ့ပေမဲ့စိတ်ထဲမှာတော့ကျွန်တော်ကိုဘာမှကောင်းတာမှမဖြစ်စေချင်ဘူးဒါဟာကျွန်တော်ပေါ်ထားတဲ့သူမရဲ့စိတ်ပူမှုပဲဒါကိုမြင်ရတော့ကျွန်တော်ပို့ပြီးအပြစ်မကင်းတယ်လို့ခံစားလိုက်ရတယ်ကျောင်းစားတောက်ဆိုင်ပိုင်ရှင်ကကျွန်တော်ကိုဖမ်းဆွဲထားပြီးပြောတယ်ပြေးဖို့စိတ်တောင်မကူးနဲ့ငါကမင်းကိုတင်ကန်းစာပဲပေးမလို့ပါဒါပေမဲ့မင်းကတေးချင်နေတဲ့ပုံပဲအဲ့ဒီအချိန်မှာပဲသူ့ဖုန်းကရုတ်တရက်မြည်လာခဲ့တယ်သူကမဖက်ဆက်ရွဲနဲ့ဖုန်းကိုကောက်ကင်ပြီးဖြေလိုက်တယ်ဟေးအကိုဟုတ်တယ်ဒီကောင်ကတကယ်ကိုအတုံးမကျတဲ့ကောင်များကျွန်တော်သူ့ကိုတမတ်လိုက်ပြီးအကိုလာနေပြီလားပြီးတော့သူကမျက်လုံးပြူးသွားပြီးပြန်မေးတယ်ဗာပြောတယ်ယူဝနာရဲ့ဒရိုက်တာဖွဲ့ဝင်အားလုံးလာနေကြတယ်ဟုတ်လားသူရုတ်တရက်ကျွန်တော်ကိုအန်အော်ဒါကြီးလှမ်းကြည့်တယ်လူတိုင်းလည်းအံ့အားသင့်သွားကြတယ်ဟိုလူမိုက်ကြီးကမယုံနိုင်တယ်လို့လှမ်းမေးတယ်အကိုကသူ့ကိုတိလို့လားဟမ်ငါကဘလို့လို့အဲ့ဒီလိုအစင်တန်းမျိုးရှိတဲ့လူကိုတိမှလဲဒါပေမဲ့သူကိုယ်တိုင်ဖုန်းဆက်ပြီးမကြခင်ရောက်လာတော့မယ်လို့ပြောတာဗျတိမိသွားပြီးစားတောက်ဆိုင်ပိုင်ရှင်ကအေးဆက်ဆက်နဲ့ပြောတယ်ငါအထင်တော့အဲ့ဒီဆရာကြီးရဲ့လွှမ်းမိုးမှုကြောင့်ပဲဖြစ်ရမယ်သူ့ကိုလာဆွားတဲ့ဗီတာမန်လူကိုမဆိုသူကတီးခံမှာမဟုတ်ဘူးတေချင်းတရားဆိုတာဘာလဲဆိုတာမင်းမကြခင်သိရတော့မှာပါအာနန်ကတော့လုံးဝစိတ်တန်ရာရပြီးပြိုလဲနေရှာပြီးသူမကစားတောက်ဆိုင်ပိုင်ရှင်ရဲ့စောကချင်းချောက်မှုကိုပင်ဂယုမဆိုင်တော့ပဲကြဘနော့စီပြေးလာပြီးအတင်းတွန်းထုတ်တော့တယ်ထွက်သွားတော့အဖေကအမေကို15နှစ်တောင်စောင့်ခိုင်းထားပြီးအခုအမေကိုမိုးဆိုးမထက်ဖြစ်စေချင်လို့လားပြိုလဲနေတဲ့အာနန်ကိုကြည့်ပြီးကျွန်တော်ပို့လို့တောင်အပြစ်မကင်းတယ်လို့ခံစားရတယ်ဒါတွေအားလုံးကကျွန်တော်အပြစ်တွေပါလားသူတို့ကအဲ့ဒီမိခင်နဲ့သမီးကို15နှလုံးလုံးနှိပ်စက်ခဲ့ကြတာအာနန်ကလူမိုက်တွေကိုငွေယိုပြီးတောင်းပန်ရှာတယ်တောင်းပန်ပါတယ်ဘသူကိုမှဖုန်းမခေါ်ပါနဲ့သူကပစ္စည်းစုပ်တွေခိုးတဲ့သူတက်ပါငကားမြစ်ကိုဖျက်ကျော်ခဲ့တဲ့ငကားအကြောင်းသူဘာမှမသိပါဘူးလွန်ခဲ့တဲ့10နှစ်တုန်းကသူကအပြစ်မရှိတဲ့သူပါသူတို့ထောင်ကျတဲ့အချိန်ထိအဲ့ဒီဆရာကြီးရဲ့ဇက်ကြောင်းကိုတောင်သူမကြားဘူးပါဘူးသူကတက်လိုက်တူပထားတာပါကျောင်းစားတောက်ဆိုင်ပိုင်ရှင်ကခဏလောက်ကြောင်သွားပြီးမှတဟာအော်ရတော့တယ်အေးပါဟာရဲလုံးလို့ဘိုက်တောင်လာတဲ့ပစ္စည်းစုပ်ခိုးလို့ထောင်ကျရတာထက်ပိုပြီးအရှက်ရစရာကောင်းတာပါရှိအောင်မလဲအာနန်အရှက်ရပြီးမျက်နှာပြတ်သွားရှာတယ်ဒါပေမဲ့လည်းသူမကကျွန်တော်လက်ကိုဆွဲပြီးအပြင်ကိုအတင်းခေါ်ထုတ်ဖို့ကြိုးစားတဲ့ဆရာကြီးဝန်ကသူ့လူတွေကိုလမ်းပိတ်ဖို့ချက်ချင်းအမိန့်ပေးလိုက်တယ်မင်းတို့ထွက်သွားဖို့ကဒီလောက်လွယ်မယ်ထင်နေလားမြေဒီကာရဲ့နာမည်ကိုလာပြီးတုံးဆွဲရတဲ့ဘသူကိုမဆိုထိတ်တိုက်ရင်ဆိုင်မယ်လို့ယိုဟန်နာဘက်ကကြီးညာထားပြီးသားသူကတော့တက်လာဆွနေတာပဲအာနန်ကိုပါလေရောသူမကကျွန်တော်ကိုကြည့်ပြီးအဖေမတရားခံရတာမခံရတာတွေကျမဂယုမဆိုင်ဘူးဒီနေ့အဖေတည်သွားရင်တော့နောက်ဘဝကြရင်သူများကိစ္စတွေလည်းရှောက်မပါနဲ့တော့လို့အော်ပြောတယ်အာနန်ဘာလို့ရမှန်းမသိဖြစ်နေရှာဘူးသူမကသူမရဲ့တငယ်ချင်းမလေးတွေကိုစိုးရင်တကြီးလန့်ကြည့်ပြီးနင်တို့မကူညီကြဘူးလားလို့မေးလိုက်တယ်အဲ့ဒီအုပ်စုတဲကဘသူမှဝင်မပြောရဲကြဘူးစပင်းနီနဲ့ကောင်မလေးကတို့တွေကတကယ်ပဲတငယ်ချင်းတွေဟုတ်လို့လားလို့ပြန်ပြောလိုက်တော့အာနန်စွန့်သွားရတယ်တို့တွေတငယ်ချင်းအဖြစ်တစ္ဆာဆိုထားကြတာလေနင်ကတကယ်ပဲတငယ်ချင်းကောင်းဆိုရင်နင့်တငယ်ချင်းတွေကိုဒီပြဿနာနဲ့ဆွဲမသွင်းနဲ့လေနင်ကဒီလောက်ပြဿနာအကြီးကြီးရှာထားတာတောင်တို့ကိုနင့်ဘက်ကကူညီစေချင်သေးတာလားနင်ကတို့ကိုပါဒုက္ခတွင်းနဲ့ဆွဲချချင်နေတာနင်ကတို့ရဲ့တငယ်ချင်းလို့အခေါ်ခံရဖို့တောင်မတန်ဘူးသူမအဲ့ဒီလိုပြောလိုက်တာနဲ့ကျန်တဲ့ကောင်မလေးတွေအားလုံးခေါင်းငုံသွားကြတယ်ဟုတ်တယ်
နင်ကတို့ကိုပါအသေးခံစေချင်တာလားတငယ်ချင်းတစ္ဆာဆိုထားတယ်လို့ပြောဖို့တတိရှိသေးတယ်ပေါ့ရေစရာပဲဒါပေမဲ့နင့်အတွက်နဲ့ဘသူကအသေးခံမှလဲတို့ကတော့ယူဗန်ဒါဂိုင်းကိုသွားမဆွရဲဘူးငါနင်တို့ကိုယူဝင်တာနဲ့ထိတ်တိုက်တွေ့ခိုင်းနေတာမဟုတ်ပါဘူးလို့တွေဒီကနေလွတ်အောင်ထွက်သွားနိုင်ဖို့ပဲဝိုင်းကူညီပေးပါလို့တောင်းပန်နေတာပါဟုတ်ပြီလားသူမရဲ့တငယ်ချင်းတွေကတော့ဆက်ပြီးတိတ်ဆိတ်နေကြတော့ပဲဒီအချိန်မှာအာနန်ရဲ့ကဘာလေးတစ်ခုလုံးပြိုလဲသွားပြီဆိုတာကျွန်တော်သိလိုက်ပါတယ်သူမအတွက်ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်လွန်ခဲ့တဲ့15နှစ်ကတည်းကအာနန်ဟာနှစ်တွေတလျှောက်အနာကျင်ရဆုံးအခြေအနေတွေကိုဖျက်ဆီးခဲ့ရမယ်ဆိုတာကျွန်တော်သိတာပေါ့အာနန်ကလူအုပ်ကြားထဲကနေအတင်းတိုးထွက်ဖို့ကြိုးစားရှာတယ်ဒါပေမဲ့သူမရဲ့နုနယ်တဲ့ခန္ဓာကိုယ်လေးကဒီလူအုပ်ကြီးကိုဘယ်လိုလှုပ်ရှင်နိုင်မှလဲဟေ့ကောင်မလေးနင်ပါဆက်ပိတ်လို့မရဘူးလားစက်တောက်ဆိုင်ပိုင်ရှင်ကစိတ်မရှိတော့ပဲလက်ကိုမြောက်ပြီးအာနန်ရဲ့ဘာကိုအပြင်းပြင်းနဲ့လှမ်းရိုက်လိုက်တယ်အဲ့ဒီလက်ဝါးကအာနန်ရဲ့မျက်နှာပေါ်မကြရောက်ခင်မှာပဲကျွန်တော်ကသူ့လက်ကိုလှမ်းဖမ်းဆွဲလိုက်တယ်စက်တောက်ဆိုင်ပိုင်ရှင်ကြောင်သွားပြီးမင်းကဘာကောင်းမို့လို့ပြန်ခုခံရဲတာလဲကျွန်တော်ကိုဘယ်လိုပဲရိုက်နှက်ပါစေကျွန်တော်ဂရုမစိုက်ဘူးဒါပေမဲ့မင်းသာသူမကိုထိရင်တော့မင်းကိုငါအသက်ပြောက်အောင်တက်ပစ်မယ်ကျွန်တော်အတန်ကအလွန်တိုးညင်းပြီးအေးဆက်နေခဲ့တာလုံးဝဒေါသတကြီးအော်ဟစ်နေတာမျိုးမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့လက်ကောက်ဝတ်ကိုဖမ်းဆွဲထားတဲ့ကျွန်တော်လက်ဖွားရဲ့အပြင်းမှုကြောင့်စားတောက်ဆိုင်ပိုင်ရှင်ရဲ့မျက်နှာအမူအရာကချက်ချင်းဆက်ခနဲပြောင်းလဲသွားခဲ့တယ်ဒါကိုကြားလိုက်ရတဲ့အခါကျောင်းစားတောက်ဆိုင်ပိုင်ရှင်ကပထမတော့ကြောင်သွားတယ်ပြီးတဲ့နောက်ကဘာပေါ်မှာအေးရဲစရာအကောင်းဆုံးပြက်လုံးကြီးတစ်ခုကိုကြားလိုက်ရတယ်လို့မျိုးသူကမာနထောင်လွှားစွာနဲ့တဟားဟာလှောင်ရတော့တာပဲထမင်းဘူးလိုက်ရောင်းနေတဲ့အောက်တန်းစားကောင်ကများငါ့ကိုချင်းချောက်ရဲတဲ့ပေါ့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပြီပဲပြီးတော့မင်းကငါ့ကိုဒီကောင်မလေးကိုပေးမရိုက်ဘူးပေါ့ဟုတ်လားရတယ်လေငါမင်းကိုအရင်ဆုံးရိုက်နှက်ပြမယ်မင်းငါ့ကိုဘာပြန်လုပ်နိုင်မလဲကြည့်ရသေးတာပေါ့သူ့ရဲ့လက်ကောက်ဝတ်ကကြစ်ကြစ်ပါအောင်အခန်းခံထားရလို့သူမလှုပ်ရှားနိုင်ပေမဲ့လည်းသူ့ရဲ့နောက်လက်တစ်ဖက်နဲ့ခြေထောက်နှစ်ဖက်လုံးကတော့လှုပ်ရှားလို့ရနေသေးတယ်သူ့မျက်လုံးထဲမှာရက်ဆက်တဲ့အရေးအယောင်တွေဖြစ်ပြေးသွားပြီးဘာမှတွတ်ဆုပ်မနေပဲခြေထောက်ကိုမြှောက်ကအာနန်ရဲ့ဝမ်ဘိုက်ကိုအားပြည့်နဲ့ကန်ပစ်လိုက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့လှုပ်ရှားမှုအချိန်ကသူ့ရဲ့ရုပ်မာတဲ့အကြံစီထက်အစမတန်ပုံမြန်နေခဲ့တယ်သူခြေထောက်မြောက်လိုက်တဲ့အချိန်မှာအချိန်တွေတန့်သွားတယ်လို့ပဲဗီဇစိတ်အရာပဲကျွန်တော်ရဲ့နောက်ခြေထောက်တစ်ဖက်ကသူ့ခန္ဓာကိုယ်ကိုထောက်ထားတဲ့ဒူးကောင်းကိုအားနဲ့ကန်ချလိုက်တဲ့သူခဏချင်းမှာတင်ဟန်ချက်ပြတ်သွားပြီးရွှွန့်နွံပုံကြီးလိုမြေကြီးပေါ်ပြိုလဲကျရင်အော်ဟစ်အော်ကြီးတော့တာပဲကြောင်စားတောက်ဆိုင်ပိုင်ရှင်ကလူအများကြီးရှိမှအဆက်တကွဲဖြစ်သွားတာကြောင့်မျက်နှာတစ်ခုလုံးနီမြန်းပြီးတစ်ချက်ချင်းပြန်ထခဲ့တယ်မင်းအတော့ကိုအကန့်တက်ကြော်လာပြီးမင်းကိုအခုပဲမလုံနိုင်မရှားနိုင်အောင်ငါလုပ်ပြမယ်မင်းရဲ့လက်ချေတွေကိုရိုက်ချတိုးဖြစ်ပြီးမှမင်းဘလောက်မာနာကြီးနိုင်အောင်မလဲကြည့်မယ်ပြီးရင်မင်းကိုယူဝန္တာအဖွဲ့စီအပ်ဖြစ်မယ်သူ့စကားလည်းမဆုံးသေးခင်မှာပဲအကိုပြောင်းလို့ခေါ်တဲ့အဲ့ဒီလူမိုက်ကြီးကသူ့ရဲ့လူတွေနဲ့အတူဒေါသတကြီးနဲ့ကျွန်တော်စီပြေးဝင်လာကြတော့တယ်ရုပ်ရုပ်တဲတဲဖြစ်နေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးအာနန်ကကျွန်တော်လက်ကိုလှမ်းဆွဲလိုက်တယ်သူမရဲ့အတန်ကမျက်ရည်တွေနဲ့အတူတုံရင်နေရှာတယ်ပြီးတော့သမီးအတွက်စိတ်မပူနဲ့စာလောင်မိုးတိတ်နေတဲ့ဝန်ပလွေတွေလိုကျွန်တော်စီပြေးဝင်လာတဲ့အဲ့ဒီလူတွေကိုကြည့်ပြီးကျွန်တော်ကတော့ထူးထူးဆန်းဆန်းတည်ငြိမ်နေခဲ့တယ်ကျွန်တော်စီကနေတက်ပြင်းမောတစ်ချက်ပဲထွက်လာခဲ့တယ်အဲ့ဒီတက်ပြင်းထဲမှာအေးအေးချမ်းချမ်းမနေရတဲ့အတွက်ရွေးချယ်စရာမရှိမှုတွေနဲ့အတူအရှိမရက်နေတဲ့မစင်မချင်းလူတွေကိုတနာစရာအဖြစ်တတ်မှတ်တဲ့စိတ်တွေရောပြွမ်းနေခဲ့တာကျွန်တော်လက်လန်းပြီးအာနန်ရဲ့ခေါင်းကိုအตาရပုတ်တက်ပေးရင်သူမရဲ့စပင်ပေါ်ကဖုံးမုံတွေကိုဖယ်ရှားပေးလိုက်တဲ့သမီးအမြဲတမ်းချတီကျူးကုန်ပြုတ်နေခဲ့တဲ့ငကားဆိုတာကိုမေ့သွားပြီလားသမီးလေးခစ်တရက်သွားတဲ့ဝိုင်းဆက်နေတဲ့မျက်ရည်တွေနဲ့ကျွန်တော်ကိုစိုက်ကြည့်ရင်ဒီလိုချိန်မျိုးမှာကျွန်တော်ဘာလို့ဒီစကားကိုပြောနေရတာလဲဆိုတာသူမနားမလည်နိုင်ဖြစ်နေရှာဘူးကျွန်တော်သူမကိုညင်ညင်တတာပဲပြောလိုက်တယ်ကျွန်တော်အတန်ထဲမှာနှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့ပြတ်သားတည်ကြည်မှုတွေပြန်လည်လွှမ်းမိုးလို့နေပြီးဒါဆိုအဖေသမီးကိုဒီနေ့ပြရတာပေါ့အဲ့ဒီထွားချိုင်းလာတဲ့လူမိုက်ကြီးကကျွန်တော်အရှိကိုရောက်လာခဲ့ပြီးဟင်းချက်အိုးတလုံးနီးပါးကြီးမားတဲ့သူ့ရဲ့လက်သီးကြီးကလေထုကိုဖျက်တမ်းပြီးကျွန်တော်မျက်နှာစီတိုးဝင်လာတယ်ဘေးနာကចောင်းသားတွေကတော့ထိတ်လန့်တကြားနဲ့အသက်ရှူမကုန်ကြတာပေါ့ကျွန်တော်ရှောင်မပြေးခဲ့တယ်လို့မျက်တောင်တစ်ချက်တောင်မခတ်ခဲ့ဘူးကျွန်တော်မျက်နှာစီတိုးဝင်လာတဲ့အချိန်မှာပဲကျွန်တော်ကလျှက်စီးလက်တယ်လို့အရှိန်မျိုးနဲ့သူ့ရဲ့လက်ကောက်ဝတ်ကိုလှမ်းဖမ်းဆွဲလိုက်တယ်သူဘလောက်ပဲရုန်းကန်သူ့မျက်နှာကြီးနီးရဲလာပြီးသူ့ရဲ့ကြီးမားတဲ့လက်သီးကြီးကလေထဲမှာတောက်ခဲသွားတယ်လို့မျိုးတလက်မတောင်ရှေ့ဆက်မတိုးနိုင်တော့ဘူးအဲ့ဒီထွားချိုင်းတဲ့လူမိုက်ကြီးရဲ့မျက်လုံးတွေထဲမှာထိတ်လန့်မှုနဲ့နာကျင်မှုတွေပြည့်နေသွားတယ်ကျွန်တော်ရဲ့ဆွဲအားကြောင့်သူ့လက်ကောက်ဝတ်အယိုးတွေကြေမွားသွားတော့မလို့မျိုးသူခံစားလိုက်ရတာကိုကြံတဲ့လူတွေကလည်းသူတို့ခေါင်းဆောင်တစ်ချက်ထဲနဲ့ရှုံးနေသွားတာကိုမြင်ပြီးခဏလောက်ကြောင်သွားကြတယ်ပြီးမှလူအင်အားအသာစီးရတာကိုအတုံးချပြီးကျွန်တော်ကိုဝိုင်းတိုက်ခိုက်ဖို့ကြဟိုစားလာကြပြန်တယ်ကျွန်တော်ကတော့အေးဆက်ဆက်တက်ပြင်းတစ်ချက်ပဲချလိုက်တယ်ပြီးတော့ရုတ်တရက်အားပြေတုံပြီးပေါင်180လောက်လေးတဲ့အဲ့ဒီလူမိုက်ကြီးကိုမြေကြီးပေါ်ကနေမချီလိုက်ပြီးအရှိဆုံးကပြေးဝင်လာတဲ့လူအုပ်စီကိုလွှဲပစ်လိုက်တော့တဲ့ဘိုးလင်းဘောလုံးနဲ့ပြစ်ပေါက်လိုက်တယ်လို့ပါပဲလူတွေအများကြီးတယောက်ပေါ်တယောက်ဆင်းပြီးလဲကြကုန်ကြတယ်နာကျင်စွာအော်ဟစ်တန်တွေနဲ့အတူအယိုးချင်းရိုက်မိတဲ့အတန်တွေဆူညံသွားခဲ့ရတယ်ကျောင်းဆိုင်ပိုင်ရှင်ကပထမတော့အံ့ဩသွားပြီးနောက်တော့ပြပြတလဲဖြစ်သွားတယ်မင်းတို့အားလုံးဒီမှာဘာရက်လုံနေကြတာလဲမြန်မြန်လောက်ကြဆန်းလူတွေဒီလောက်များကြီးရှိတာကိုထမင်းဘူးရောက်တဲ့ကောင်တယောက်ကိုတော့မနိုင်ကြဘူးလားအာနန်ကအခွင့်အရေးရတော့ကျွန်တော်လက်ကိုပြန်ဆွဲပြီးထွက်ပြေးဖို့ကြိုးစားရှာတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီနေရာမှာတောင်ကြီးတစ်လုံးလိုမလုံမရှက်တီတီငိမ့်ငိမ့်ပဲရက်နေခဲ့တယ်အာနန်ကိုလူမတက်ဖြစ်နေပြီးပြေးတော့တကယ်လို့ယူဝနာကလူတွေရောက်လာရင်အားလုံးသွားပြီးတို့တွေဒီနေ့ပြေးလိုက်ရင်သူတို့တွေနောက်ထပ်ဒုက္ခပေးဖို့ပြန်လာကြလိမ့်မယ်တမီးနဲ့တမီးအမေနောက်ကိုပါသူတို့လိုက်နောက်ရှက်ကြလိမ့်မယ်အဲ့ဒါကြောင့်ပြဿနာအားလုံးကိုတခါတည်းနဲ့အပြည့်ရှင်းလိုက်တာပိုကောင်းပါတယ်ကျွန်တော်အတန်ကကြောက်စရာကောင်းလောက်အောင်တည်ငြိမ်နေခဲ့တဲ့ဒါဟာမြစ်ကိုဖျက်ကျော်ခဲ့တဲ့အင်အားကြီးသူတယောက်ရဲ့စဉ်းစားပုံမျိုးပဲပြဿနာကိုအမြစ်ကနေဆွဲနှုတ်ပစ်တာအာနန်ကပြပြတလဲနဲ့ဒါပေမဲ့သူတို့ကယူဝန္တာဂရုတ်ကလေးစကားကြီးစကားကျယ်တွေရှောက်မပြောပါနဲ့အရင်ဆုံးကိုအရင်ပူပါဦးလို့ပြောရှာတယ်ကျွန်တော်ကတော့ရိုးရိုးရှင်းရှင်းကိစ္စတစ်ခုကိုပြောနေတယ်လို့မျိုးညင်ညင်တတပဲပြန်ပြောလိုက်တယ်အဖေသူတို့ကိုလိုက်တူးပနေတာမဟုတ်ဘူးတမီးလေးကတော့လုံးဝကိုအံ့အားမြင်တက်သွားပြီးမယုံကြည်နိုင်မှုဝေခွဲမရမှုတွေပြည့်နေနေတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတော့တယ်ကျွန်တော်စကားတွေထဲမှာကွဲဝက်နေတဲ့ကြီးမားလာတဲ့အမှန်တရားကိုနားလည်ဖို့ကြ
ကိုစားနေတယ်လို့မျိုးပေါ့ကျွန်တော်စတင်လှုပ်ရှားလိုက်တဲ့အဲ့ဒီစက္ကန့်ပိုင်းမှာတင်ပဲငါဒီအမှန်တရားကိုဆက်ပြီးဖုံးကွယ်ထားလို့မရတော့ဘူးဆိုတာသိလိုက်တယ်ကျွန်တော်လိုချင်ခဲ့တဲ့တာမန်ရိုးရှင်းတဲ့ဘဝဆိုတာဟာနောက်ဆုံးတော့အိမ်မက်တစ်ခုတက်တက်ပဲဖြစ်ကျန်ရစ်ခဲ့ပြီလေဒါကိုတွေးမိရင်သမီးလေးအဖေကိုခွင့်လွှတ်ပါကျွန်တော်အာနန်ရဲ့မျက်ရည်တွေနဲ့ဆူရွှဲနေတဲ့မျက်နှာလေးကိုလက်နှစ်ဖက်နဲ့အသားရဆုပ်ကိုင်ရင်ပြောင်းနှလုံးသားတစ်ခုလုံးခါတိမှုတွေနဲ့အပြစ်မကင်းစိတ်တွေလွှမ်းမိုးသွားခဲ့ရတယ်အဲ့ဒီအချိန်မှာပဲကားရင်တန်းကြီးဆိုက်ရောက်လာပြီးရက်တန့်သွားခဲ့တယ်ကားတကားတွေအားလုံးပြိုင်တူပွင့်သွားခဲ့ကြပြီးဝစ်စုံနဲ့တွေဝစ်စင်ထားတဲ့လူပေါင်း100နီးပါးဟာတီကြီးခံကြပြီးကြီးမားလာတဲ့အရှိန်အဝါတွေကိုထုတ်လို့ရင်ကားပေါ်ကနေဆင်းလာကြတယ်မျက်နှာသားတွေကလည်းတင်းမာခတ်ထန်နေကြတယ်ကျောင်းစားတောက်ဆိုင်ပိုင်ရှင်ကတော့အိမ်မွေးခွေးတကောင်လိုမျိုးသူတို့စီကိုအမြန်ပြေးသွားတော့တာပဲသူကခြေဟန်လက်ဟန်ပြပြီးဆရာသမားတွေကိုဖားရတဲ့လေတံနဲ့ဒီကောင်ပါပဲဆရာတို့တတိမရှိတဲ့အောက်တန်းစားကောင်ကများဆရာကြီးလိုဘာလိုနဲ့လာပြီးဟန်ဆောင်နေတာဒါဟာကျွန်တော်တို့ယူဝန္ဒဂရုတ်ကိုအကြီးအကျယ်စော်ကားတာပဲလို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒါကြောင့်ယူဝန္ဒဂရုတ်ကိုစားသူ့ကိုသင်ခန်းစာပေးဖို့ကြိုးစားခဲ့တာပါဒါပေမဲ့ဘယ်သူသိမှလဲဒီကောင်ကနောက်တည့်ရမယ့်အစားယူဝန္ဒဂရုတ်ကိုပါထပ်ပြီးစော်ကားလိုက်သေးတယ်ဗျာအဲ့ဒီနေရာမှာရှိနေတဲ့လူတွေအားလုံးဟာရောက်လာတဲ့လူတွေရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အရှိန်အဝါကြောင့်နှင်းသက်သွားကြပြီးစိတ်လှုပ်ရှားစွာနဲ့တီးတိုးပြောဆိုနေကြတော့တယ်ဒါဟာတကယ်ယူဝန္ဒဂရုတ်ရဲ့အရှိန်အဝါပဲဟာဒီလမ်းဘေးဈေးတွေကတော့တကယ်ကိုအခြေအနေမလားတော့ဘူးတာမန်အားဖြင့်စီးပွားရေးသတင်းတွေထဲမှာပဲမြင်တွေ့ရလေးရှိတဲ့ဒီလိုထိတ်တန်းလူကြီးတွေကသူတို့ရဲ့ခေါင်းဆောင်ကိုကြည့်လိုက်ဦး